မိုက်ဟာမိမိနေနဲ့ဘယ်သူကိုတွားရောက်စော်ကားမိနေလဲဆိုတာကိုနေနေမှမသိခဲ့ပါဘူးမကြခင်မှာတော့သူဟာအဲ့ဒီအတွက်တကယ့်ကိုပြင်းထန်စွာနောင်တော့ရသွားတော့မှာပဲဖြစ်ပါတယ်ဝဲစားတင်ကလေးကသူဟာဆက်ချင်းတွေလိုက်လံကောက်ခံနေတဲ့လူတအုပ်လိုမျိုးပြုမှုနေခဲ့ပြီးသူ့ရဲ့ပြန်တက်ရဲ့ပခုံးကိုရိုက်ပုတ်တာချင်းချောင်းမှုတွေပြုလုပ်တာတွေရှိနေခဲ့ပါတယ်။မင်းရဲ့လက်ကိုဖယ်ရှားလိုက်စမ်းပါလို့အချင်းချင်းတတိပေးချက်တွေပေးနေခဲ့ပေမဲ့လည်းသူကတော့နားထောင်ခြင်းလုံးဝမရှိခဲ့ပါဘူး။အဲ့ဒါရဲ့အစားသူကအဲ့ဒီရဲ့မျက်နှာကိုလက်မိုးနဲ့လွှဲလိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီကျိုးပါပိတ်တာဟာအဲ့ဒီလိုမျိုးအမိုက်လိုလုပ်ရက်တွေကိုလုံးဝကိုတီးခံတတ်သူတယောက်မဟုတ်ပါဘူး။ပြီးတော့သူကအဲ့ဒီຢာကိုပုံမပြင်းထန်စွာနဲ့တံပြန်ပေးဆက်တတ်ပါသေးတယ်။အဲ့ဒီလိုမရဲ့မာနာတရားတွေဟာအပြည့်အဝခြင်းမပျက်စီးသွားခဲ့ရပါတယ်။ဒါပေမဲ့လည်းသူကတံပြန်တိုက်ခိုက်ဖို့အတွက်ရုန်းကန်ကြိုးပမ်းနေခဲ့စေပါပဲ။အဲ့ဒါဟာသူ့ရဲ့နောက်ဆုံးတော့အမာယွန်းဖြစ်သွားခဲ့ရမှာတော့တယ်။သူ့ရဲ့အမိကတော့လီယိုနာဒိုဖြစ်ပြီးကျူးဘာနိုင်ငံရဲ့တိတ်ဆိတ်တဲ့လူသက်သမားတူဖြစ်ပါတယ်။ဘယ်သူမှသူနဲ့ရင်ဆိုင်ရတဲ့ပထမအချီထက်ကြော်လွန်ပြီးအသက်ရှင်ကျန်ရစ်ခဲ့ဘူးခြင်းမရှိခဲ့ပါဘူး။သူ့ရဲ့လက်တွေဟာလက်တီးစုပ်တွေကိုစုပ်ကင်ထားတာမဟုတ်ပါဘူး။ဒိုင်နမိုက်တွေကိုစုပ်ကင်ထားတာဖြစ်ပါတယ်။အနိုင်ရလက်တိုင်းဟာလည်းပထမအချီမှာတင်ပဲယုံကြည်နိုင်စရာမရှိတော့အောင်အပြည့်အဝအလဲထုတ်ခံရမှုတွေကြီးပဲဖြစ်ပါတယ်။ပွဲမဆက်တင်မီဖြစ်ပွားခဲ့တဲ့ဗျံပါတာအခြေအနေတွေဟာဒါကူကိုပိုင်စစ်ပွဲတစ်ခုဖြစ်ပြောင်းလဲဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းတိုက်ပွဲဟာတကယ့်ကိုခါလောက်ပဲကြာမြင့်ခဲ့ပါတယ်။အားပေးသူပြည်သက်များစုဟာတိုက်ပွဲပြီးဆုံးသည့်အချိန်မှာတင်မိမိတို့ရဲ့ဖုန်းတွေကိုထုတ်ယူဖို့တောင်မှအချိန်မရရှိခဲ့ကြပါဘူး။အဲဒီလူမိုက်ကြီးပြုလုပ်ခဲ့သမျှအဖြစ်တွေကိုသူကအဲဒီလက်တီးချက်တစ်ချက်ထဲနဲ့အပြည့်အဝဖျက်ဆီးပစ်ခဲ့တာပဲဖြစ်ပါတယ်